လူတော်တော်များများဟာကိုယ့်ရဲ့အရင်အမောင်းနဲ့ပတ်သက်လာရင်အားမလို့အားမရဖြစ်တတ်ကြပါတယ်ဒီလိုအားမလို့အားမရဖြစ်ရကနေခိမိလာတဲ့စိတ်ပညာရဲ့အကူအညီနဲ့အရက်ကိုအတင်းအားဓမ္မရှိအောင်ပြုလုပ်ဖို့ကြိုးစားလာကြတယ်ဒါပေမဲ့အယိုးဖြတ်ဆက်ပြီးအရက်ရှိအောင်လုပ်ချင်းဆိုတာကလူများမြင်နေရတဲ့လှပတဲ့ရလက်တွေရဲ့နောက်ွယ်မှာတကယ်ကိုတုံးလုံးခြောက်ရှားစရာကောင်းတဲ့ငရဲကန်တစ်ခုရှိနေရဆိုတာရောလူတွေကသိကြပါလားဒီနေ့မှာတော့အရက်ရှိခြင်းနဲ့ဇောနဲ့ခွဲစိတ်ကလေးပေါ်တက်ခဲကြသူတွေကြုံတွေ့ရတဲ့ထောက်ဆရာကောင်းတဲ့အမှန်တရားတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တကယ်တော့ဒီခွဲစိတ်မှုမှာမူလကမွေးရပါခြေထောက်မငင်ညာသူတွေဒါမှမဟုတ်မတော်တဆမှုကြောင့်အယိုးပုံပြတ်သွားသူတွေကိုကုသဖို့အတွက်ရည်ရွယ်ခဲ့တာပါဒါပေမဲ့အခုခေတ်မှာတော့အလှပအတွက်ဒီနည်းလမ်းကိုအလဲသုံးစားလုပ်လာကြပါတယ်ဒီခွဲစိတ်မှုရဲ့အဓိကအဆင့်ကတော့တင်းရန်ခြေထောက်အယိုးကိုလွှနဲ့ပမှန်ဖြတ်ထားလိုက်တာကနေစတင်ပါတယ်ဟုတ်ပါတယ်တင်ချလိုက်တာမှန်ပါတယ်တင့်ကိုမေးသေးပေးထားပေမဲ့လေတင့်ရဲ့ကျမ်းမာတန်ဆွမ်းတဲ့ခြေစလုံးရိုးတွေကိုအပိုင်းပိုင်းဖြတ်ပစ်လိုက်တာပါပြီးရဲ့နောက်မှာတော့အဲ့ဒီကြားထဲမှာတန်ကြောင်းတွေဝက်ဥတွေနဲ့ပြန်ပြီးထိန်းချုပ်ထားရပါတယ်ဒီအဆင့်ကငရဲကန်းရဲ့အစပဲရှိပါသေးတယ်ခွဲစိတ်ပြီးတော့တဲ့အခါမှာတင်းရဲ့အယိုးတွေကိုတဖြည်းဖြည်းချင်းဝေးခွာသွားအောင်ဆက်နဲ့နေတိုင်းဆွဲဆန်ထားရပါတယ်တနေ့ကို1မီလီမီတာနှုန်းလောက်ခွဲထားရတဲ့အယိုးတွေကိုဆွဲခွာရတာပါဒီလိုဆွဲခွာလိုက်တဲ့အခါကြားထဲမှာသွေးခဲနေတဲ့အယိုးအသစ်တွေဖြစ်လာဖို့မျောလင်းရတာဖြစ်ပေမဲ့အဲ့ဒီအချိန်မှာခံစားရတဲ့နာကျင်မှုကတော့ဘလို့ကြိုက်ခဲပြောင်စေးမှမသက်သာနိုင်တဲ့ဝေဒနာမျိုးပါအယိုးတွေဆွဲဆန့်ခြင်းခံရတာမဟုတ်ပါဘူး။တင်းရဲ့ကြွသားတွေအာယုံကြောတွေနဲ့အရေးပြားတွေဟာလည်းအတင်းအားနဲ့မှဆွဲဆန့်ခြင်းကိုခံရတာကြောင့်တချို့လူတွေဆိုရင်နာကျင်တော့အော်ဟစ်ပြီးအိတ်ဆက်ဖို့တောင်ဖြစ်နိုင်တော့ပါဘူး။ပိုပြီးကြောက်စရာကောင်းတာဒီလိုဆွဲဆန့်နေတဲ့ကာလပတ်လုံးမှာတင်းရဲ့ခြေထောက်ထဲမှာတန်ချောင်းတွေစိုက်ထားရတာကြောင့်ပိုးဝင်နိုင်ခြင်းအလွန်များတာပါပဲ။အကယ်၍အယိုးတွေကိုပိုးဝင်သွားခဲ့ရင်တော့တင်းရဲ့အရက်ရှည်ကိုအိမ်မက်ဟာခြေထောက်ဖြစ်လာရတဲ့အိမ်မက်ဆိုးတစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဒါတွေမကသေးပါဘူး။အယိုးတွေကထင်သလောက်ပြန်မဆက်တာခြေထောက်ပုံပြတ်သွားတာဒါမှမဟုတ်တက်တက်လုံးမတန်ဆွမ်းဖြစ်သွားတာမျိုးတွေဟာဒီခွဲစိတ်မှုရဲ့နောက်ွယ်မှာရှိနေတဲ့ကြီးမားတဲ့စွန့်စားမှုတွေပဲဖြစ်ပါတယ်။ကဲဒီငရဲကန်းရဲ့နောက်ဆက်တွဲအခြေအနေကရောဘာတွေဖြစ်မလဲဆိုတော့ဆက်ပြီးနားဆင်ကြည့်ကြရအောင်ပါ။အယိုးတွေကိုတစ်နေ့1မီလီမီတာချင်းစီဆွဲခွာနေရတဲ့ဒီလုပ်ငန်းစဉ်ကြီးဟာလမ်းနဲ့ချီကြာမြင့်တက်ပါတယ်။ဝေဒနာရှင်တွေကလမ်းမချောင်နိုင်တော့ပဲဘီတက်ကလန်ခိုင်းနေပုံမှာပဲဘဝကိုကုန်ဆုံးရပါတယ်။အဆိုးဆုံးကတော့အယိုးမဆက်ခြင်းဆိုတဲ့ပြဿနာပါခန္ဓာကိုယ်ကအယိုးအသစ်ကိုထင်သလောက်မထုတ်ပေးနိုင်တဲ့အခါတင်းချတာကအပိုင်းပိုင်းပြက်နေတဲ့အခြေအနေမှာရပ်တန့်သွားတတ်ပါတယ်။ဒါရင်မကသေးပါဘူး။ကြက်သားတွေကအယိုးရှည်လာတဲ့နှုတ်မမီတဲ့အခါခြေထောက်ကြက်သားတွေတောက်တင်းပြီးပုံပြတ်သွားတတ်ပါတယ်။အာယုံကြောတွေပြတ်တောက်သွားတတ်တာကြောင့်ခြေထောက်တစ်ဖက်လုံးထုံငင်သွားတာဒါမှမဟုတ်တစ်သက်လုံးနာကျင်ကြိုက်ခဲနေရတဲ့ဝေဒနာကိုခံစားရနိုင်ပါတယ်။အလားအပါအတွက်ရင်းနှီးတိုက်ရတဲ့ဒီတိုင်ရာတွေဟာတစ်ခါတလေမှပြန်နေလို့မရတဲ့ဘဝပြည့်ခြင်းအထိဖြစ်သွားစေနိုင်ပါတယ်။ဒီခွဲစိတ်မှုရဲ့နောက်ဆုံးအဆင့်ကတော့ဆွဲဆန့်လို့ပြန်ရလာတဲ့အယိုးအသစ်တွေမာကြောခိုင်မာလာအောင်စောင့်ဆိုင်းရတဲ့အပိုင်းဖြစ်ပါတယ်။ဒီအချိန်မှာသိချတောက်တွေကတန်ကြောင်းတွေကိုပြန်ထုတ်ဖို့နောက်ထပ်ခွဲစိတ်ဖို့တစ်ခုကိုထပ်မံရင်ဆိုင်ရပြန်ပါတယ်။လူများစုကအရက်ရှည်လာရင်အလုံးပြီးပြီးလို့ထင်တတ်ကြပေမဲ့တကယ်တမ်းမှာတော့ခွဲစိတ်ပြီးနှစ်ပေါင်းများစွာကြာတဲ့အထိပြေးလွှားတာခုံပေါက်တာမျိုးတွေလုံးဝလုပ်လို့မရတော့ပဲ။တာမန်လူတယောက်လိုလမ်းလျှောက်နိုင်မှုတော့အချိန်တော်ကြာလေ့ကျင့်ခန်းပြန်လုပ်ရပါတယ်။အဆိုအဆုံးအခြေအနေကတော့ခန္ဓာကိုယ်ရဲ့ဟန်ချက်ပြည့်ညွှန်းသွားတာပါပဲ။အယိုးကိုအတင်းရှည်အောင်လုပ်ထားတာကြောင့်ခန္ဓာကိုယ်အချိုးအစားမညီမညာဖြစ်သွားပြီးလမ်းလျှောက်တဲ့ပုံစံကပုံမှန်မဟုတ်တော့ပဲထောနဲ့ဖြစ်သွားတတ်ပါတယ်။ဒါကိုစိပညာအရဓာတ်ဝါလို့တော့ခေါ်ဆိုကြပါတယ်။ဒါအပြင်အသက်ကြီးလာတဲ့အခါမှာလည်းအခြားသူတွေထက်အစောစီးစားအယိုးပွားယောဂနဲ့အဆင်းမြင့်ရောင်ရမ်းတဲ့ဝေဒနာတွေကိုပြင်းထန်စွာခံစားရဖို့ရာဂိုင်လုံးကအလွန်များပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့အနာပါဆိုတာဟာတမိုးတကူဖြစ်နိုင်ပေမဲ့မိမိကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်အပိုင်းပိုင်းဖြတ်ပြီးရင်းနှီးထားရလောက်တဲ့အထိတော့မထိုက်တန်ပါဘူး။အရက်ရှည်လာရုံနဲ့ဘဝကပြည့်ပြည့်စုံစုံမဟုတ်ပဲနာကျင်မှုတွေနဲ့တစ်သက်လုံးရုန်းကန်နေရမယ့်အနေကပိုပြီးနှိစက်နေပါတယ်။ဒါကြောင့်ဒီလိုအနေများတဲ့လမ်းကြောင်းမရွေးချယ်ခင်ပါတယ်။တေချာစဉ်းစားဖို့တိုက်တွန်းချင်ပါတယ်။